ပါဗျာအခုကကျွန်တော်တို့ဒီရင်ဟိုရင်အောင်ပဲဖြစ်ရင်နေ့20ဘာညာကိစ္စပေါ့နော်အဲ့ဒါဒီ line ပေါ်မှာတွေ့လာတယ်ပေါ့နော်တကယ်သူကတော့မနေ့က28ရက်5လ2026ခုကဒီစီဝါကူတန်းနေပြီးတော့ဒီစာထုတ်လိုက်တယ်ပေါ့နော်ဒီညွှန်ကြားချက်ဒီစာကတော့ပညာချက်ပေါ့နော်သူကတော့တရားဝင်ထုတ်လာတာဖြစ်တယ်အဲ့တော့ဒီစာကတော့အမှန်ပေါ့နော်ဒီတိုင်းအမှန်လို့ကျွန်တော်ယူဆလို့ရတယ်ကျွန်တော်အခုပြောပြချင်တာဟိုဒီစာမှာပါတဲ့ကိစ္စတွေဒီစာမှာရေးထားတဲ့အကြောင်းအရာတွေကိုပြောပြချင်တာပေါ့နော်ဟိုအဲ့ရမယ်မဲရဘူးနောက်ဆက်တွဲဘာလုပ်မယ်မြန်မာလာရေးသားနောက်ကဘာဖြစ်တယ်နေရာဖြစ်တယ်စာရေးမှားတယ်အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးနောက်ဘာဆက်လုပ်မယ်ဆိုတော့ပြောချင်တာမဟုတ်ဘူးဒီစာကဘာရေးထားတယ်ဆိုတော့ကျွန်တော်ပြောချင်တာအခုအဲ့ဒီကနေပတ်သက်ပြီးအငင်းပွားနေတော့လေနောက်တစ်ဆင့်ပေါ့နောက်တစ်ဆင့်အခိုင်မာလာမခိုင်ဘူးလားဒါတွေကကျွန်တော်တို့နဲ့ကျွန်တော်တို့ဆုံးဖြတ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူးလားဒါဖက်ဆိုင်ရာဆိုတော့လူကြီးတွေလုပ်လိုက်မယ်ပေါ့နော်အခုကကျွန်တော်ကဒီထွက်လာတဲ့ဒီပညာချက်ကိုပဲဒီမှာဘာရေးထားလဲဆိုတော့ကျွန်တော်ပြောပြချင်တာအဲ့ဒီစက်နဲ့ပတ်သက်ပြီးလူတွေရှုပ်နေကြတယ်လေနော်အဲ့ဒါလေးပြောပြချင်တာပါတခြားချင်းမုံကြီးလည်းမရှိဘူးကာလောကဓာတ်တွေလည်းဘာမှလည်းမရှိဘူးဒါသူတို့လူရဲ့စိတ်တော်ကရှင်းတယ်ဗျာဒီ20အထက်သားတွေပေါ့ဒီ2025 2005 မော်ဒယ်နဲ့အောက်ပေါ့အဲ့ဒီကားကြီးကင်ထားတဲ့လူတွေကတော့ဒါအဲ့ချိန်ကျမှမဟုတ်ဘူးဒါရှင်းရှင်းလေးပဲဟုတ်တယ်မလားသူတို့လည်းဒါတချို့ကားတွေဆိုလို့ရှိရင်ဒါ3000 3000ဝယ်ထားတဲ့ကားတွေလေအဲ့ကားတွေကိုဒီအရေးကျိုးစလိစိ3,500နဲ့ဆိုဘယ်သူမှမမိုက်ချင်ဘူးအဲ့တော့ကျွန်တော်ပြောတာရှင်းရှင်းလေးပဲဒီကားတွေရှိထားတဲ့လူတွေကတော့ဒီကားအဟောင်းတွေပေါ့နော်ဒီ20ကားအဟောင်းတွေရှိထားတဲ့လူတွေကတော့အဲ့ချိန်မှမဟုတ်ဘူးရှိုးလို့နေဝယ်ရောင်းပွဲလာတယ်ပို့ဆိုတာပေါ့နော်သူတို့ဆိုကားတွေ4-5သိန်းရှိနေရှိမှာသူတို့ဆိုအများကြီးဆုံးရှုံးပါဘူးသူကတော့အဲ့ချိန်မှမဟုတ်သူကတော့မဲစိတ်ကနေအောင်အမှန်လို့ပြောမှာပဲမဲရအောင်အမှန်လို့ပြောမှာပဲအဲ့လိုပဲဟိုဒီကားကြီးကိုပုံမှန်အတိုင်းလေးဖြစ်စေခြင်းနဲ့ကားကြီးလေးချိန်လိုက်စေခြင်းနဲ့ဆိုတဲ့လူမျိုးတွေကတော့အဲ့မှာဆိုတဲ့ဟာကိုအမှန်လို့ပြောမှာပဲဒါဒီလိုပွဲနေမှာပဲကျွန်တော်အဲ့ပုံပြောတာမဟုတ်ဘူးအဲ့မတော့ဒီစာမှာဘာရေးဆိုင်ရဆိုတော့ပြောနေတာဒါပေမဲ့တခုကျွန်တော်ရဲ့အမြင်ကိုတုံးတက်ပြပါပြောပါဆိုရင်တော့โอเค20ပြည့်ရတယ်အဲ့ဒီကားဒီအက်ကိုအက်ရမယ်ဘယ်ကားမဆိုတော့ကြိုက်တဲ့ကားဝယ်20ပြည့်ရတယ်အက်ကိုအက်ရမယ်လို့ဖြစ်လာလို့ရှင်တော့ကားကြီးကကြမှာပဲဟုတ်တယ်မလားခဏရိုးလေးပဲစဉ်းစားကြည့်လိုက်တချို့နိုင်ငံတွေနိုင်ငံခြားတွေမှာလည်းလို့အများကားကြီးဝယ်လိုက်တယ်3000နဲ့ဝယ်လိုက်တယ်ဝယ်လိုက်ပြီနော်ဒီနေ့3000နဲ့ဝယ်လိုက်ပြီနောက်ထပ်20ပြည့်ရင်အဲ့ကားအက်ကိုအက်ရမှာအဲ့လို့ရှင်3,400-500ပဲစလစ်တမှုရတော့မယ်အဲ့လို့ရှင်ခင်ဗျားအဲ့ဒီကားအစ်ကို10နှစ်စီးပြီလို့ရှင်ခင်ဗျားရဲ့ကား3,500ပဲတန်တော့မယ်ဟုတ်တယ်မလား15နှစ်စီးပြီလို့ရှင်3,300ပဲတန်တော့မယ်18နှစ်လောက်စီးပြီလို့ရှင်အဲ့ကားကဒီလိုစလစ်စီ3,400လောက်ပဲတန်တော့မယ်အဲ့ဒါမှကိုပတ်စံတိတ်အစင်မပြေလို့ဒီစကန်ဝယ်စီးခဲ့ဆိုလည်းဒီကားကိုဝယ်စီးမယ်နှစ်နှစ်ပြည့်ရင်တို့လည်းအပ်လိုက်မယ်လေအဲ့ဆို3,500ပြန်ရမယ်ဒါလို့ရှိရင်ကြိုက်တဲ့ကားဝယ်စီး20ပြည့်တာနဲ့အက်ကိုအပ်မယ်လို့ရှင်ကားကြီးကဒီကားပေါက်ကြတယ်ဟိုဒီကားကိုကင်ပြီးဈေးတကားရတာတွေငွေတကားရတာတွေလည်းမရှိတော့ဘူးဘယ်ကားမှဆို20ပြည့်ရင်ကြမှာဟုတ်တယ်မလားဒါပေမဲ့တခုတော့ရှိတယ်ရှေးဟောင်းကားပေါ့အရင်ဈေးကြီးတဲ့ကားတွေရှိတယ်ဟိုရှေးဟောင်းတကယ်ဟိုမှာဒီ Rolls Royce ကားတို့တကယ်မလန်ဘိုဂီနီတို့ဒါမျိုးရှိမှာပါဗျာအဲ့ဒီကားမျိုးတွေကြတော့သူတို့ကရှေးဟောင်းကားအနေနဲ့ရှေးဟောင်းကလက်ရှိဆိုလို့ရှိရင်တော့ရှေးဟောင်းက1988လားမသိဘူးအဲ့ဒီနောက်ပိုင်းအဲ့ဒီရှေးပိုင်းဆိုလို့ရှိရင်တော့ရှေးဟောင်းကသတ်မှတ်ပြီးတော့ထိန်းသိမ်းပေးထားတာရှိတယ်အဲ့လိုပဲအရန်တန်မိုးမြင့်တဲ့ကားတွေဒီ collection ကားမျိုးတွေကိုခင်ဗျားထိန်းသိမ်းကျင်နေဆိုလို့ရှိရင်ကားညနာမှာရင်စစ်ပြီးတော့ဟိုရင်ကကြန့်ခိုင်သေးရဆိုလို့ရှိရင်ဟိုသတ်မှတ်တဲ့ဒဏ်ကြီးတို့သိရမလားဒါမျိုးတွေနဲ့ထိန်းသိမ်းခွင့်တော့ရှိကောင်းရှိလိမ့်မယ်အဲ့လိုပေါ့နော်ဒါပေမဲ့20အက်ကိုအက်ရမယ်ဆိုလို့ရှိရင်တော့တရားပေါ်ကားသေးတဲ့ပြိုသွားမှာပဲကားသေးတဲ့ပုံမှန်တိုင်းဖြစ်သွားမှာပဲခင်ဗျားအခုဒီမှာ SKD ကားတစ်စီ3000နဲ့ဝယ်လိုက်တယ်10နှစ်နေရင်တော့3000ပဲတန်းတော့မှာအဲ့ဒီပဲရောက်တော့ပါလေဟိုတော့အဲ့ရဖို့အတွက်10နှစ်နီးလာပြီဒီလိုဖြစ်သွားတာလीနော်ဒါထားပါလေဒါဒီပေါ်မှာကျွန်တော်ကပြောပြတာโอเคဒါဆိုတကယ်လူရင်းကိုတော့တကယ်လူရင်းကကျွန်တော်ဒီစာမှာဗာပြောထားတယ်ဆိုတဲ့ဟာကိုပေါ့နော်ဒီမှာရေးထားတယ်သူကစီးပွားရေးနဲ့ကိုတန်းရောင်းဝယ်ရုံဒီခဏသူတို့ရဲ့ website မှာတရားဝင်ကြေညာလေးထုတ်ပြန်တာပေါ့နော်ရှင်ဟိုချင်းဟောင်းများပြည့်ပြည့်ရင်းနဲ့အစားထိုးလက်ဆက်သုံးခြင်းများတင်းတင်းအတိပေးကြပေါ့သူအဲ့ဒီမှာရုံးစာနဲ့ဒီချာရေးထားတာရှိတယ်နိုင်ငံတော်ရဲ့ရွေးချက်ကဘာလဲဆိုတော့ကားတွေကအိုမင်းဟောင်းနှွှဲလာတဲ့အခါမှာ73ဒီပို့သုံးဆွဲရဒါရှင်းတယ်ဒါကားအင်းနဲ့ကားအဟောင်းမှာကားအဟောင်းကတော့ပို့သုံးဆွဲရမှာပဲဒါဟိုတရုတ်ကားတွေဂျပန်ကားရောလာမငင်းနေတာကျွန်တော်လည်းမဆန်ကျွန်တော်ပြောတာကားအင်းနဲ့ကားအဟောင်းကိုပြောတာနော်ဥပမာတော့ Crown 2000ခုနှစ်ကားနဲ့ Crown 2026ခုနှစ်ကားနဲ့မတူဘူးလေဟုတ်တယ်မလား Crown 26ခုနှစ်မှာထွက်တဲ့ကားပိုကောင်းပါဗောဟို Crown နဲ့ Crown 2026ခုနှစ်ထွက်တဲ့ကားနဲ့တရုတ်ကား2026ခုနှစ်ဆို Crown မရှိမှာလို့ပြောဟုတ်တယ်မလားဒါပေမဲ့လည်း20 Crown နဲ့ခုဒီ brand new တရုတ်ကားနဲ့ဆိုတာဒါတမျိုးဖြစ်သွားပြီဒါတခြား other story ဖြစ်သွားပြီဘယ်လိုလဲဖြစ်လာမှာမနော်
ဘောတရားအဲ့ဒါကျွန်တော်ဆိုနေတာကဒါကိုလာမငင်းနဲ့ပေါ့နော်ဒီမှာရေးတဲ့ဟာကားတွေကတရားကြသွားပြီမင်းဟောင်းနေတဲ့တွေ့ဒီက73ဒီပို့သုံးဆွဲရတယ်နောက်ရင်ကျက်ခိုင်မှုအားနေတယ်ဆိုတော့ကျက်ခိုင်မှုအားနေရင်တော့မလို့တစားမှုဖြစ်နိုင်ရင်ရှိတာပေါ့နော်တကယ်တော့ရင်မောင်းလေးတော့ဆိုင်တာပေါ့ပိုဆိုင်တာပေါ့ဒါပေမဲ့ကားကမကောင်းနေလို့ဆိုရင်တော့ပို့ပြီးတော့ဖြစ်နိုင်ရင်ရှိတာပေါ့နောက်ဆုံးတော့ဒီပညာကားနဲ့ပို့ရင်ကားနဲ့ကြွားတယ်လို့နော်နောက်ပြီးအဲ့မှာရင်အားထွက်တဲ့ဘီကိုတွေပါလေဆိုတာလေနောက်ပိုင်းကားတွေမှာပို့လျှော့ချတယ်ဟိုရင်ဒီပညာအဟောင်းတွေမှာဒါရှိတယ်အဲ့ဒါကြောင့်သူကတက်တဲ့ဘာလို့လဲဆိုရင်သူရေးထားတဲ့ဟာရှင်းတယ်ထုတ်လုပ်ပြီးခုနှစ်မှာစ၍တက်တဲ့20ကျော်သည့်ရှင်များနံပါတ်1ပုံမှန်ချလိုက်ပြီနော်ပုံကလေးချလိုက်ပြီနံပါတ်1တော့ပြန်ပြောမယ်နံပါတ်1ထုတ်လုပ်ပြီးခုနှစ်မှာစ၍တက်တဲ့20ကျော်သည့်ရှင်များပုံမှန်ချလိုက်အဲ့ဒါဘာလို့ပြောလဲဆိုလို့ရှိရင်ထုတ်လုပ်ပြီးခုနှစ်မှာစ၍တက်တဲ့20ကျော်ပြည့်တဲ့ကျော်တဲ့ကားတွေပေါ့နော်ခုဆိုတော့2026ပြည့်အရင်ထုတ်တဲ့ကားတွေ25 24 23အဲ့ဒီကားတွေမှန်သမျှနံပါတ်1အဲ့ရမယ်အဲ့ရမယ်နော်နံပါတ်2မော်တော်ယာဉ်ကအန်ရီတီးချင်းကမောင်းနေရင်ပြင်ဆင်၍မြန်နေခြင်းများဒါနံပါတ်1အချက်တင်းနဲ့သွားရောလို့မရဘူးဒီကပုံမှန်ချလိုက်တယ်သွားရောလို့မရနံပါတ်2ကဘာလို့လဲဆိုရင်ဘယ်ကားပဲဖြစ်ဖြစ်ခင်ဗျာဒီနေ့ကစက်ရုံကထုတ်ထားတဲ့ကားဖြစ်ဖြစ်လုံခဲ့တဲ့20ရာကားဖြစ်ဘယ်ကားဖြစ်ဖြစ်အဲ့ကားမောင်းလို့မရတော့အောင်စုံနေပြီလို့ရှိရင်ဒီမှာတိုက်ကြည့်ဖြစ်သွားတယ်ငလင်ဖြစ်လို့ပြီးရစရဖြစ်ပါတော့ရင်ဖြစ်သွားတယ်ကြောက်ထဲကျသွားတယ်ဥမာပြောတာပေါ့နော်ဒီလိုမျိုးဘလို့မှမောင်းလို့မရအောင်ပြင်ဆင်လို့မရအောင်စုပ်သွားရလို့ရှိရင်ဘယ်ကားမဆိုအပ်ကိုအပ်ရမယ်ဒါနံပါတ်1နော်ဒါနံပါတ်1ချက်တက်နဲ့သွားမရောနေတော့ခင်ဗျားကတက်နဲ့သွားရောလိုက်တာနံပါတ်3အနည်း20ကြော်မကြော်ခင်ဗျားကားကိုခင်ဗျားအပ်ချင်လို့ရှိရင်တို့ကစီစစ်ပြီးတော့လက်ခံပေးမယ်လက်ခံပေးမယ်ဒါနံပါတ်3ချက်တခုမှမတူဘူးနော်နံပါတ်7ဒီထုတ်လုပ်ပြီးခုနှစ်မှစပြီးတက်တဲ့20ကျော်ရှင်များအပ်ကိုအပ်ရမယ်နံပါတ်1နံပါတ်2ဘယ်ကားမဆိုမောင်းလို့ရတဲ့အခြေအနေမဟုတ်ဘူးဆိုလို့ရှိရင်အဲ့ရမယ်နံပါတ်3 20မကျော်ရင်လေကားကောင်းမကောင်းမိမိအချင်းသူလက်ခံပေးမယ်ဒါပဲအဲ့ဒီဟာကိုအနိုင်ပြီးလို့ရှိရင်သူတို့တန်ဖိုးတဲ့ညီရဲ့ EV ကားတွေအစားထိုးဖို့အတွက်ဆက်လက်လုပ်ဆောင်ပေးမယ်ဒါကိုလုပ်ပေးထားတာဒီစာအတိုင်းဆိုလို့ရှိရင်နံပါတ်1တက်တဲ့20ကျော်တို့ဒီရှင်များနံပါတ်1နံပါတ်2တက်တဲ့20ကျော်မကျော်မော်တော်ယာဉ်ကအန်ရီကင်းကမောင်းလို့မရဘူးစောက်နေပြီဆိုရင်နံပါတ်2နံပါတ်3တက်တဲ့20ကျော်မကျော်မိမိကအပ်ချင်လို့ရှိရင်နံပါတ်3အဲ့ဒီဟာတွေကအဲ့ရမယ်အဲ့ပြီးလို့ရှိရင်အဲ့ဒီဟာနဲ့အနိုင်ရင်တန်ဖိုးနဲ့ညီရဲ့ EV တွေအစားထိုးမယ်လို့ရေးထားတယ်ဒီစာမှာတော့အဲ့တိုင်းပဲဒါပေမဲ့နောက်ဆက်လုံးမှာတော့ကျွန်တော်မသိဘူးနောက်ကစောင့်ကြည့်ရမှာပဲလေအဲ့ကြမှာအဲ့ချင်းလဲအဲ့မယ်မချင်းလဲမရဒါသူတို့သဘောဒီ policy ချမဲ့လူတွေရဲ့သဘောသူတို့ရဲ့ကိစ္စဒါပေမဲ့ဒီစာအရာဆိုလို့ရှိရင်တော့ဒီနံပါတ်1နဲ့3ကအဲ့မယ်ရင်ပဲအဲ့တိုင်းပဲဖြစ်တယ်အဲ့ဒါကိုခင်ဗျားတို့ငင်းနေဖို့မလိုဘူးဒါစာရှင်းလေးပဲဒီငါးလောက်မှာခင်ဗျားတို့ဓမ္မတာတရားတင်လို့ရှိရင်ရှင်းလေးပဲသူကနံပါတ်1နဲ့3နဲ့ခွဲပြီးရေးထားတာပုံမှန်ပုတ်တိချပြီးရေးထားတာဟိုလူဘိန်း9ရောက်တဲ့တုံးကြီးမရေးဘူးပေါ့ဗျာပုတ်တိပုံမှန်နဲ့ရေးထားတာပေါ့ထပ်ပြောမယ်နံပါတ်1ထုတ်လုပ်ဒီခုနှစ်မှာစပြီးတက်တဲ့20ကျော်ဒီရင်များပြီးသွားပြီပုံမှန်ချက်လိုက်အဲ့ပန်းပြီးသွားပြီနံပါတ်2ဘယ်ရင်မဆိုမော်တော်ယာဉ်နော်ဘယ်ခုနှစ်မှာထုတ်မော်တော်ယာဉ်ကအန်ရီကင်းရှင်းစွာမောင်းနေလို့မရတော့ဘူးပြင်ဆင်လို့မရလို့ဆိုရင်နံပါတ်2မနဲ့ဆိုတာပြီးလိုက်တယ်နဲ့ဆိုတာပြီးတိုင်းပုံမှန်တဲ့သဘောပဲအဲ့နံပါတ်2နံပါတ်3ကဘယ်ရင်မဆိုခင်ဗျာ20ပဲဖြစ်ဖြစ်2026မော်ဒယ်ပဲဖြစ်ဖြစ်ခင်ဗျာရဲ့ရှင်ကိုခင်ဗျာအဲ့ရှင်နဲ့သဘောရှိတော့လားအဲ့လက်ခံမယ်အဲ့ဒါနံပါတ်3အဲ့3ခုလုံးဒီအဲ့ရမယ်လို့ရေးထားတယ်ပြီးရင် EV ပေးမယ်ဒါဒီစာတိုင်းကိုပြောတာနောက်တစ်ခါတည်းမှာဒါဒီစာတိုင်းကိုပြောတာဒီစာမှာတော့ဒီအတိုင်းပဲဒါပေမဲ့တကယ်အဲ့ရတယ်မဲ့ကိုကျွန်တော်မငင်းဘူးဒါကတော့ဒီစာထုတ်တဲ့သူကရေးသားလိုအပ်လို့လည်းဖြစ်ကောင်းဖြစ်နေတယ်ဘာဖြစ်ဒီစာမှာအတိုင်းကတော့ဒီတိုင်းပဲနောက်တစ်ဆင့်ကတော့ထပ်မံထုတ်ပြန်တာတွေညွှန်ကြားချက်တွေအမိန့်တွေအသေးစိတ်စီးတိုင်းဒါဆက်ဆောင်ကြည့်ရမှာပါဗျာနော်ဒါကိုမငင်းတော့ဒီစာမှာတော့အဲ့ဒီတိုင်းပဲအားလုံးအဆင်ပြေကြပါလိမ့်ဗျာခင်ဗျားတို့ကျွန်တော်ဒါတတိပေးပြောတာဒီလိုကိစ္စမျိုးဆိုတာဘယ်သူမှကြုံမသိဘူးတကယ်ထိပ်ပြီးပိုင်းကလူကြီးတွေပဲသိတာဒီဝင်ကြီးအခက်လောက်လည်းပဲလောက်ကြီးပဲကြိုသိတာဘယ်သူကပြောတယ်လို့ဘယ်သူကရေးလိုက်ပြီးဘယ်သူကရေးလိုက်ပြီးဘယ်ဆက်လီကရေးလိုက်ပြီးတော့လုံးဝမယုံနဲ့ကိုဖြင့်ကိုခံရမှာနော်ထုတ်တဲ့စာရေးတခြားဖက်ပလင်းဆောင်ကြည့်ခင်ဗျားလည်းကြုံမသိဘူးကျွန်တော်လည်းကြုံမသိဘူးကျွန်တော်ဆုတ်ဖတ်လို့ရတဲ့ကိစ္စတွေလည်းမဟုတ်ဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တာအကုန်လုံးစိတ်ပြေကြပါလိမ့်ဗျာ